Super Slime ရဲ့ထိပ်တန်းအဆင့် free kick ပွဲပြီးကန်ဒီ drama တွေနဲ့လီဗာပူးတို့ရဲ့အင်ကွင်းကအချက်တကွဲရှုံးပွဲချိန်မိနစ်90ကိုတယောက်တစ်ပိုင်းအသာစီးယူကစားခဲ့ကြပြီးEDR ကရှုံးကြွေး Anfi အထိတည်လာခဲ့ကြတဲ့လီဗာပူးနဲ့ Man City တို့ရဲ့ပွဲစဉ်လေးကိုပွဲပြီး review လေးလုပ်ပေးသွားခြင်းပါတယ်ဒီနေ့သင်းတွေ့ဆုံတိုင်းသူတီကိုတီနဲ့အပြန်အလှန်ရှိခဲ့ကြတဲ့ထုံးစံတိုင်းညကပွဲမှာလည်းအမှန်ကန်ဆော်ခဲ့ကြပါတယ်ပထမပိုင်းပွဲအစမှာကတည်းကအင်ရှင်သင်းကစားကွက်ပုံမဖော်နိုင်သေးခင်မှာပဲစီတီတို့ဒရက်ဆက်ဖိအားပေးလာတာတွေ့ရပြီးဟာလန်လွတ်ထွက်သွားတဲ့အလုံးစုံဂိုးရဖို့အတော်လေးနီးစပ်ခဲ့ကာကက်ကောင်းမှုကြောင့်သာလီဗာပူးတို့ဥဆောင်ကိုမပေးခဲ့ရတာပါအစောပိုင်းမိနစ်20ဝန်းကျင်အထိစီတီတို့အနေနဲ့ပြိုင်ဘက်ဧရိယာပေါက်ထဲဘောလုံးပေးမှုအကြိမ်များစွာရှိခဲ့ပေမဲ့လီဗာပူးတို့ကတော့မရှိသလောက်ကိုနေပါတဲ့အခြေအနေဒီကိုဖြစ်ခဲ့ပါတယ်ပြိုင်ဘက်တိုက်စစ်ဟာပထမတစ်ပိုင်းလုံးလိုလီဗာပူးဘက်ကိုအကြိမ်ချင်းချောင်းနေခဲ့ပြီးအင်ရှင်အသင်းရဲ့ကွင်းလယ်မှာဆိုရင်တော့နေရာယူမှုအမားတွေနဲ့အတော်ရုပ်ပြတ်ခဲ့ကစီတီအသင်းရဲ့ပတ်စင်နေကြားမှာအလဲလဲအကွက်ကွဲဖြစ်ခဲ့ရပါတယ်ပွဲချိန်မိနစ်30ကျော်မှသာအင်ရှင်ဘက်ကကစားကွက်တစ်ခုတိဆောက်လာနိုင်ခဲ့ပြီးပွဲကိုစိုးမိုးဖို့ကြိုးစားရင်းဂိုးပေါက်ကန်ချက်တချို့ရရှိခဲ့တာပါဒါပေမဲ့နှစ်သင်းစလုံးဟာလုံလောက်တဲ့အခွင့်အရေးတွေမရရှိခဲ့တာကြောင့်ပထမပိုင်းပြီးမှတော့ဂိုးမချတည်ကြခဲ့ရပါတယ်ဒီနေ့ပွဲမှာလည်းကစားကွက်ပြောင်းနေတဲ့အာနီစလော့ရဲ့အသင်းဟာဆိုရင်တော့ဒုတိယပိုင်းမှာပွဲစဉ်ကိုပြောင်းလဲဖြစ်ဖို့အမှန်တကယ်အားထုတ်လာပြီးကစားသမားတွေရဲ့တူးချင်းစွမ်းဆောင်ရည်နဲ့ဖိအားပေးကစားဟန်ကြောင့်ဆရာဘက်ရဲ့နီးပြွာတွေကိုပိတ်ဆို့တားဆီးရမှာအတော်လေးအရာရောက်ခဲ့ပါတယ်။ကွင်းလင်ကဘောလုံးအထိန်းသိမ်းတွေတိုးတက်လာခြင်းနဲ့ထိရောက်တဲ့ပေးပို့မှုတွေလှုပ်လာနိုင်ခြင်းကလီဗာပူးကိုပထမပိုင်းထက်ပိုအားကောင်းလာစေကတိုက်စစ်ကိုအခွင့်အရေးတွေများစွာရရှိစေခဲ့ပါတယ်။ဒီနေ့ပေါ်မှာ Gravenberch ရဲ့အရင်တွေပြိုင်ဘက် midfield line နဲ့ဖြတ်ကျော်တိုးဝင်နိုင်စွမ်းတွေကချီကျူးစရာဖြစ်ခဲ့ပြီးညချမ်းမှာဆိုဘိုမိုဟာမက်ဆာလက်တို့နဲ့တွဲလုံးနေထုတ်လာနိုင်ကအတော်လေးအလုပ်ဖြစ်ခဲ့တာပါလီဗာပူးရဲ့ဒီနေ့ပွဲ pressing game က Man City ကိုအင်မတန်အထိနာစေပြီးဒီလိုဖိအားပေးမှုကြောင့်ပဲ City တို့အမားတွေပိုလို့မိလာကပွဲချိန်84မိနစ်အရောက်မှာတော့လီဗာပူးအသင်းပြစ်ဒဏ်ပေါ်ရရှိခဲ့ပါတယ်ရရှိလာတဲ့အခွင့်အရေးကိုကွင်းလယ်လူညာချမ်းခန့်စစ်ကစားသမား Dominic Szoboszlai ကအစင်တန်းမြင့်မြင့်ကန်သွင်းပြခဲ့ပြီးဂိုးသမားဒူနာရူမာတောင်ရက်ကြည့်ခဲ့ရတဲ့အထိပါပဲဒီမတိုင်ခင်လီဗာပူးရဲ့တိုက်စစ်ပိုင်းကအခွင့်အရေးတွေများစွာရရှိခဲ့ပေမဲ့အဆုံးသက်ပိုင်းတွေအလွန်ကိုအားနည်းနေခဲ့တာပါယနေ့ပွဲမှာတော့ Florian Wirtz နဲ့ Ekitike တို့မြုပ်နေခဲ့ပြီး Cody Gakpo လည်းအရင်ပုံစံနဲ့ထူးမဆန်းတာပဲရှိနေခဲ့ပါတယ်လက်ကျန်ပွဲချိန်တွေကိုအင်ရှင်အသင်းက1-0နဲ့ဥဆောင်နေကဒီအသင်းမှာအနိုင်မသေးကြသေးပဲကစားအားချပြစ်တဲ့ Arne Slot ရဲ့အချင်းကြောင့် Man City ရဲ့အချိန်အဟုန်တွေကိုပြန်လည်မြင်တွေ့လာရမှုတွေရှိလာပါတယ်84မိနစ်ရောက်မှာတော့ Ryan Shaqiri ရဲ့ဖြတ်တင်ပေါ်မှာတစ်ဆင့်မထင်မပဲဟာလန်ခေါင်းတိုက်ရှာပေးတဲ့ဘောလုံးကို Bernardo Silva ကပြေးဝင်ပိတ်သွင်းသွားခဲ့ကတစ်ဖက်တစ်ဂိုးစီဖြစ်သွားခဲ့တာပါပွဲပြီးကန်ဒီမှာပေးလိုက်ရတဲ့ဒီကိုကြောင့်လီဗာပူးကစားသမားတွေပြားရခတ်သွားခဲ့ပြီးကစားကွက်တွေမတည်ငြိမ်တော့ပဲနာကျင်အချိန်မို့ရောက်မှာတော့ဂိုးသမားအလီဆင်အမားကနေစီတီတို့ပနတီရခဲ့ပါတယ်ထုံးတန်တိုင်းဒါကိုဟာလန်ကအကောင်းဆုံးအဆုံးသတ်ပြီးလီဗာပူးကိုရှုံးပွဲကြုံတွေ့စေခဲ့တာပါဒီဖြစ်မှာဆိုရင်လီဗာပူးနောက်တန်းတွေရဲ့အားနည်းချက်တွေအထင်သာမြင်တွေ့ခဲ့ရကရာသီအစကတည်းကဒီလိုအမားတွေကိုအခုထိမပြင်လာနိုင်သေးပါဘူးပွဲချိန်ပြီးဆုံးကန်ဒီမှာတော့အင်ရှင်အသင်းအနေနဲ့တည်တမတ်ရဖို့ဂိုးသမားပါမကျန်အားထုတ်လာခဲ့ရပါတယ်ဒီအချိန်နောက်တန်းကဟာကွက်ဖြစ်နေမှုကိုစီတီဘက်ကအသုံးချဖို့ကြိုးစားရင်းဟာလန်ရဲ့သွင်းကိုသွင်းယူနိုင်မဲ့အချိန်တွေကိုအနောက်ရှက်ပေးခဲ့တာကြောင့် Dominic Szoboszlai အနီးကပ်ပြသခံခဲ့ရတာပါပွဲအပြီးမှာတော့လီဗာပူးတို့ Man City ကိုအိမ်ကွင်းမှာ 2-1 နဲ့ချုံနှိမ်သွားခဲ့ရပါတယ်ဒါကြောင့်မို့အင်ရှင်အသင်းဟာအရှုံးမော့အရှုံးဆင်းခဲ့ပြီးလူမဆုံတဲ့ဂျားကပဲ Szoboszlai ကိုပွဲပဲပြစ်တဲ့နဲ့လက်လွတ်သွားရတော့မှာပါလီဗာပူးရဲ့ဒီယာဒီအနိုင်ရလက်မထိန်းနိုင်ခြင်းကအလွန်ဆိုးရွားလာနေပြီးဒါမဲ့ပွဲစဉ်တွေအတွက်ပါစိတ်ပူစရာဖြစ်လာနေပါတယ်ပရိသတ်တို့ကညကပွဲအတွက်လီဗာပူးအသင်းရဲ့ကစားကွက်နဲ့အသင်းသားတွေရဲ့အခြေအနေပေါ်ဘယ်လိုမြင်မိပါသလဲကွန်မန့်မှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်အသစ်တွေအတွက်ကျွန်တော်ရဲ့ channel လေးကိုလည်း like and follow လေးလုပ်သွားပေးခဲ့ကြပါဦးအားလုံးကိုကျေးဇူးအထူးတင်ပါတယ်